ဒီသချင်းကိုရေးဆက်သူကတော့ဂျွန်နျူတန်ပဲဖြစ်ပါတယ်ဂျွန်နျူတန်ကို1925ခုနှစ်လန်ဒန်မှာမွေးဖွားခဲ့တာပါသူ့ရဲ့မိခင်ဟာဆိုလို့ရှိရင်တော့ဖះကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့နျူတန်ကိုငယ်ငယ်လေးတည်းကဓမ္မရှင်းနေနဲ့နှုတ်ကပတ်တော်တွေကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းစိတ်မကောင်းစွာနဲ့အမေဖြစ်သူဟာနျူတန်9နှစ်အရွယ်မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်သူ့မိကွယ်လွန်သွားတဲ့အချိန်မှာတော့နျူတန်ကအဖေဖြစ်သူနဲ့ကြီးပြင်းလာခဲ့ရပါတယ်သူ့ရဲ့ဖေကသင်းမောအရာရှိတစ်ယောက်ဖြစ်ပါတယ်အဲလိုနဲ့နျူတန်အရွယ်ရောက်လာတဲ့အခါမှာတော့ဂျွန်နီကိုတည်ယူပို့ဆောင်တဲ့သင်းမောမှာအလုပ်လုပ်ခဲ့ပါတယ်သင်းမောကတော့အာဖရိကန်လူမျိုးဂျွန်နီကိုအမေရိကကိုပို့ဆောင်နေရပါနောက်ဆုံးတော့နျူတန်ကသင်းမောကပတိန်ရာတို့ကိုရခဲ့ပါတယ်ဒီနေ့မှာတော့မထင်မှတ်ဘဲနဲ့အင်မတန်ပြင်းထန်တဲ့လေပြင်းမုန်တိုင်းတစ်ခုတိုက်ခတ်ခဲ့ပါတယ်သင်းမောကနေလူနီးပါဖြစ်ခဲ့တာပါနျူတန်ကအဲ့ဒီအချိန်မှာတေးရမှာကိုတွေးပြီးတော့ကြောက်ရွံ့နေခဲ့ပါတယ်တေးပြီးနောက်တပလွန်အတွက်ပိုးလူတော်မှစိုးရိမ်နေပါတယ်အဲ့မှာသူငငယ်တုန်းကသူ့မိတုံသင်ခဲ့တဲ့နှုတ်ကပတ်တော်ကိုပြန်အောင်မေ့ပြီးတော့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ပါတယ်အဲ့လိုနဲ့ဆူတောင်းရင်ခဏကြာမှာတော့မုန်တိုင်းကလည်းငြိမ်ချသွားခဲ့ပါတယ်နျူတန်ဟာဖျားသခင်ရဲ့ကျေးဇူးတော်တရားကိုနားလည်လာပြီးသူ့ရဲ့ဂျွန်အယောင်ဝယ်အလုပ်ကိုလည်းစွန့်လွတ်ခဲ့ပါတယ်နျူတန်မသေးဆုံးခင်မှာလေးပဲကျွန်တော်ဟာအပြစ်ကြီးရဲ့သူတစ်ယောက်ဖြစ်ပြီးတော့ခရစ်တော်ဟာကျွန်တော်အတွက်ကြီးမားတဲ့ကယ်တင်ရှင်ပါလို့ပြောခဲ့ပါသေးတယ်